ဒီနေ့ကျတော့ grade 9သင်ချအခန်းလေးလေ့ကျင့်ခန်း4.3ရဲ့နံပါတ်1ခါခွဲကိုတောက်ပဲပေါ့နော်။နံပါတ်1ကကြတော့မေခွန်းပြန်ဖတ်ကြည့်မယ်။အောက်ပါနှစ်ထပ်ကိန်းပါကိန်းနဲ့ညီမကြီးများကိန်းရင်းတီးတီးကိုရှာပါတဲ့။ကိန်းရင်းဆိုတာဘာကိုရှာခိုင်းတာလဲဆိုတော့ကိန်းရင်းဆိုတာဒီကိန်းထဲမှာပါတယ်မသိကိန်းကိုပဲရှာခိုင်းတာပေါ့နော်။ဒါဆိုရင်ဒီနံပါတ်ခါခွဲမှာကြည့်လိုက်မယ်။သူ့မှာမသိကိန်းက B ပါနေတယ်ပေါ့နော်။အဲ့ဒီကောင်လေးကိုရှာရမယ်။သူရှာတဲ့အခါကျတော့သူ့ကိုဘလို့ဒီ B ကိုရှာတာပထမအပုတ်တွေပထမဗီဒီယိုတွေမှာတော့ရှာတော့သူစာခွဲကိန်းခွဲနည်းနဲ့ရှာတယ်။နော်ဟိုဘက်မှာဆိုလို့ရှိရင်လည်းနှစ်ထပ်ကိန်းတိနည်းတွေနဲ့ရှာတယ်နော်စာခွဲကိန်းခွဲပြီးတော့ရှာတယ်ဒါပေမဲ့အခုဒီပေးထားတဲ့ပုံစံလေးကိုကြတော့တို့ကစာခွဲကိန်းခွဲမဲ့ပုံစံနဲ့ပေါ့နော်ရှာလိုက်လို့ရှိရင်ကြတော့ဒါကစာခွဲကိန်းခွဲလို့မရဘူးဖြစ်နေတယ်နော်ရှေ့ကိန်းနှစ်ထပ်ရှင်းနောက်ရှင်းနှစ်စားနောက်ကိန်းနှစ်ထပ်ပြီးတော့လို့ရှိရင်ဒီဘက်ကို10ကလာမယ်စာခွဲကိန်းခွဲမယ်ဘယ်လိုမှခွဲလို့မရဘူးခွဲလို့မရတဲ့အခါကျတော့တို့ကဘယ်ပုံစံနဲ့သွားမလဲဆိုတော့ဒီ10ကိုဒီဘက်ကိုပို့လိုက်မယ်ကွာ10ကိုဒီဘက်ကိုပို့တော့ဒါကဒီကောင်လေးကနော် -10 ဆိုပြီးတော့လာမယ်ဒီဘက်မှာ0ထားခဲ့မယ်ပေါ့ဒါဆိုရင်တို့ကတက်ချိတ်ကလည်းခွဲလို့မရဘူးဆိုရင်ဒါကဘယ်လိုပုံစံဝင်အောင်မဲလုပ်လို့ရလဲဆိုတော့နှစ်ထပ်နှုတ်နှစ်ထပ်ပုံစံဝင်အောင်မဲလုပ်လို့ရမယ်ရှင်းမှာကတော့တို့ကနှစ်ထပ်တင်ပြီးသွားပြီနောက်က10ကိုကြာတော့ဒီတိုင်းနှစ်ထပ်ကိန်းတိပုံစံနဲ့နှစ်ထပ်တင်ဖို့ကမရဘူးဖြစ်နေနော်ဒါဆိုရင်ဒီ10ကဘာနှစ်ထပ်ဖြစ်မလဲဆိုတာပဲတို့ကစဉ်းစားရမှာပေါ့နော်အဲ့တော့10ဆိုတာဘာနှစ်ထပ်လဲဆိုတော့ √10 နှစ်ထပ်ပေါ့နော်ဒါဆိုလို့ရှိရင်တို့ကနှစ်ထပ်နှုတ်နှစ်ထပ်ပုံစံဖြစ်သွားပြီနှစ်ထပ်နှုတ်နှစ်ထပ်ဆိုလို့ရှိရင်အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းပေါ့နော်ဒါဆိုလို့ရှိရင်တို့ကဒီမှာဘာလဲဆိုတော့အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဒါဆိုရင်အရှိမဘာရေးရမှာလဲဆိုတော့ရှေ့မှာရှေ့ကိန်းရေးမှာပေါ့နော်ရှေ့မှာကရှေ့ကိန်းရေးမယ်နောက်မှာကနောက်ကိန်း √10 ရေးမယ်ပေါ့ဒီမှာလည်းပဲအဲ့လိုပဲရှေ့မှာကရှေ့ကိန်းရေးမယ်နောက်မှာကကျတော့နောက်ကိန်း √10 ရေးမယ်ပေါ့ဟိုဘက်မှာ0ရှာမယ်ဒါဆိုလို့ရှိရင်ကွင်းနှစ်ကွင်းမြောက်ထားတာက0နဲ့ညီရဲဆိုလို့ရှိရင်ဒီနှစ်ကွင်းတွေကတစ်ကွင်းကွင်းရတယ်0နဲ့ညီနေလို့ပဲဖြစ်မယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီနှစ်ကွင်းတွေကဒီကောင်က0နဲ့ညီတာဖြစ် or မဖြစ်လို့ရှိရင်ဒီဘက်ကကောင်က0နဲ့ညီတာဖြစ်မယ်ပေါ့အဲဆိုလို့ရှိရင်တို့တွေသူရှာခိုင်းတဲ့ကိန်းရင်းဖြစ်တဲ့ပီတန်မိုးကိုရှာဖို့လုပ်ကြမယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ဘေးမှာရှိတဲ့ကိန်းတွေအကုန်လုံးဟိုဘက်ကိုရွှေ့မယ်ပေါ့နော်ဒါဆိုရင်ဒီနှစ်ကောင်စလုံးကိုရွှေ့လိုက်မယ် -1 ကဟိုဘက်သွားတော့1 plus √10 ကဟိုဘက်သွားတော့ -√10 ပေါ့နော် or ဒီဘက်မှာလည်းဒီလိုပဲ 3b ကိုထားခဲ့မယ်ဟိုဘက်ကိုသွားမယ် -1 ကဟိုဘက်သွားတော့1 -√10 ကဟိုဘက်သွားတော့ +√10 ပေါ့နော်ဒါဆိုရင်တို့ကလိုချင်တာကကရင် B လေအဲ့တော့ B ကိုလိုချင်တော့ B ရဲ့ဘေးမှာရှိတဲ့3ကိုဘက်ကိုသွားရင်ဒီမှာကမြောက်ထားတော့ဒီဘက်ကိုလာပြီးတော့စားပါမယ်เนาะ or ဘေးကလို့ရှိရင်ဒီမှာလည်းပဲ B equal 1 plus √10 over သူကလည်း3ရလည်းပဲလာပြီးတော့စားမယ်ပေါ့เนาะဒါဆိုလို့ရှိရင်တို့ရဲ့ကရင် B တန်ဖို့ထွက်သွားပြီပေါ့ဒါဆိုရင်တို့ရင်းနံပါတ်ကကြီးပေါ့เนาะအဲ့တော့ကကြီးက y square equal 10y minus 22ပေါ့အဲ့တော့တို့တွေကဒီမှာနှစ်ထပ်တစ်ထပ်ခဏန်းပုံစံလေးတော့တွေ့နေပြီဒါဆိုတနေရာထဲမှာစုပြီးတော့เนาะချက်ချီကခွဲကြည့်ကြမယ်ပေါ့အဲ့လိုအရင်လုပ်ကြည့်ရမှာပေါ့နော်ဒါဆိုလို့ရှိရင် y square ဒီ 10y ကဒီဘက်ကိုလာရင် -10y -22 ကဒီဘက်ကိုလာရင် +22 ပေါ့ဒါဆိုရင်ဟိုဘက်မှာတော့0ပဲကျန်ခဲ့တော့မယ်เนาะအဲ့တော့ချက်ချီကခွဲကြည့်ရအောင်ချက်ချီကခွဲကြည့်တဲ့အခါကျတော့ဒီဘက် y ဒီဘက် y အော်22ဆိုတော့17နှစ်လေးပဲရှိမယ်နော်17နှစ်လေး22ပေါ့ဒါဆိုလို့ရှိရင်တို့ကဒီလို crossing မြောက်ကြည့်လိုက်ရင် 11y နဲ့ 2y နဲ့ပေါ့သူတို့နှစ်ခုကကြတော့ပေါင်းကြည့်ရင်13ရတယ်နှုတ်ကြည့်လိုက်လို့ရှိရင်9ရတယ်ပေါ့အဲ့တော့ဒီဘက်ဒီက -10 လုံးဝမရဘူးဖြစ်နေတယ်เนาะအဲ့တော့သူကလည်းပဲချက်ချီကခွဲလို့မရဘူးပေါ့တက်ချီကခွဲလို့မရလို့ရှိရင်စောစောတော့ကနံပါတ်ခခွဲလို့မျိုးပေါ့နှစ်ထပ်နှုတ်နှစ်ထပ်ပုံစံလုပ်လို့ရလားလို့ကြည့်လိုက်တော့လေအဲ့လိုပုံစံမဟုတ်ဘူး तू ကဒီမှာနှစ်ထပ်တစ်ထပ်ခဏန်းဖြစ်နေနှစ်ထပ်တစ်ထပ်ခဏန်းကိုတက်ချီကခွဲလို့မရရင် तू ကဟိုအရင်လေးကျင့်ခန်းတုန်းကလုပ်ခဲ့တဲ့နှစ်ထပ်ကိန်းတိနော်ခွဲနည်းပုံစံနဲ့ခွဲလိုက်မယ်နော်စာခွဲကိန်းကိုဒါဆိုနှစ်ထပ်ကိန်းတိခွဲနည်းပုံစံလေးကဘယ်လိုလေးလဲဆိုတော့ y square minus 10y အဲ့တော့ဒီကောင်ရဲ့ရှေ့ကဒီတစ်ထပ်ရဲ့ရှေ့ကမြောက်ဖော်ကိန်းကိုနှစ်နဲ့စားပြီးနှစ်ထပ်တင်ပေါင်းမယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ရဲ့ရှေ့ကဒီတစ်ထပ်သမားရဲ့ရှေ့ကကောင်
မြောက်ဖော်ကိန်းက10เนาะသူ့ကိုနှစ်နဲ့စားပြီးတော့နှစ်ထပ်တင်ပြီးတော့ပေါင်းမယ်ပေါ့ဒါဆိုရင်နှစ်နဲ့စားလိုက်တော့2 5 4 10ဆိုတော့တို့ကဒါဆို9ကိုပဲနှစ်ထပ်တင်စရာလိုတော့မှာပေါ့เนาะ9နှစ်ထပ်ပေါ့ဒါဆိုရင်နောက်မှာ plus 22ရှိသေးတယ်အဲ့တော့ကိန်းတန်းကြီးတစ်ခုသူရှိနေတာကိုတို့က9နှစ်ထပ်ကိုပြီးတိုင်လာပေါင်းလို့မရဘူးတနေရာမှာပြန်ပြီးတော့နှုတ်ပေးရမယ်ပေါ့เนาะတနေရာမှာပြန်နှုတ်ပြီးတော့ဒီလိုဖြစ်သွားဒါဆိုရင် equal 0ပေါ့เนาะတို့ရှေ့လေ့ကျင့်ခန်းမှာလုပ်ခဲ့တဲ့အတိုင်းပဲအဲ့တော့နှစ်နဲ့စားလိုက်တော့5ဖြစ်သွားနော်နှစ်ထပ်တင်ပေါင်းတယ်ဒီတနေရာမှာပြန်နှုတ်တယ်โอเคဒါဆိုလို့ရှိရင်ဒီကောင်ကိုကြတော့အခွင့်ခတ်လိုက်ပြီနော်သူတို့ကိုနှစ်ထပ်ကိန်းတိပုံစံလုပ်လိုက်မယ်အဲ့တော့နှစ်ထပ်ကိန်းတိပုံစံလုပ်ချင်လို့ရှိရင်ဒီကောင်လေးဆိုရင်ကျန်ဒီမှာဒီကောင်လေးရဲ့ဒီလက္ခဏာလေးရဲ့ဒီနှစ်ထပ်အောက်ကကောင်လေးရဲ့ပေါ့နော်အဲ့ဒါလေးတွေကိုယူပြီးတော့ y minus 5 the whole square ဆိုပြီးတော့နှစ်ထပ်ကိန်းတိပုံစံလုပ်လိုက်တယ်ဒီဘက်မှာကတော့9 9လေး25ဖြစ်သွားမယ်ပေါ့နော်ဒါဆိုဒီကောင်ကတော့မပြောင်းလဲတော့နောက်ကကြတော့ -3 ပေါ့ -3 equal 0ပေါ့နော်ဒါပဲကြံတယ်အဲ့တော့ဒါကိုနှစ်ထပ်ပုံစံဖြစ်နေပြီဆိုတော့စောစောကနံပါတ်ခါမွေးလို့ပဲနှစ်ထပ်အနှုတ်နှစ်ထပ်ပုံစံပြောင်းရအောင်ဒါပေမဲ့သုံးကိုကြတော့နှစ်ထပ်ဖြစ်အောင်လုပ်လို့မရဘူးဖြစ်နေနော်ဒါဆိုလို့ရှိရင်3ကဘာနှစ်ထပ်က3လဲဆိုတော့ √3 နှစ်ထပ်က3ပေါ့နော်ဒါဆိုရင် √3 နှစ်ထပ်က3ပဲဒါဆိုနှစ်ထပ်နှုတ်နှစ်ထပ်ပုံစံဝင်သွားပါပြီနော်ဝင်သွားလို့ရှိရင်တို့ကအပေါင်းတစ်ခွင်အနှုတ်တစ်ခွင်သွားတော့မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာအပေါင်းတစ်ခွင်အနှုတ်တစ်ခွင်โอเคဒါဆိုဒီနေရာမှာဘာတွေရေးမှာလဲဆိုဒီမှာရှေ့ကိန်းကြီးပေါ့ဒီမှာတော့နောက်ကိန်းကြီးပေါ့နော်ဒီမှာကရှေ့ကိန်းဒီမှာကနောက်ကိန်းနော်equal 0ပေါ့ဒါဆိုလို့ရှိရင်ဒီနှစ်ကောင်မြောက်ထားတာက0ဆိုလို့ရှိရင်နော်နှစ်ကွင်းမြောက်ထားတာက0ဆိုလို့ရှိရင်တကွင်းခွင်းရတော့0နဲ့ညီနေလို့ဒါနှစ်ကွင်းမြောက်တာ0ဖြစ်နေတာဒါဆိုလို့ရှိရင်ရှေ့ကွင်းက0နဲ့ညီတာလား or ဒါမှမဟုတ်လို့ရှိရင်နောက်ကွင်းက0နဲ့ညီတာလားပေါ့နော်အဲဒီတော့တို့ကပကိန်းကြီးရှာခိုင်းတာဖြစ်တဲ့အတွက်ဒီမှာမတိကိန်းက y ပေါ့နော်အဲ့တော့ y ကိုထားခဲ့မယ်ကဏ္ဍနဲ့ကိုပဲပို့ပါမယ် -5 ကဟိုဘက်ရောက်တော့ +5 ပါ +√3 ရောက်ဘက်ရောက်တော့ -√3 ပါ။ပြီးသွားလို့ရှိရင်ဒီကောင်လည်းပဲဟိုဘက်ကိုပို့ပါမယ်။ဒီကောင်ကလက္ခဏာပြောင်းပြန်5နဲ့သွားမယ်။ဒီကောင်က +√3 နဲ့သွားမယ်ပေါ့နော်။ဒါဆိုလို့ရှိရင် y တန်ဖိုးက5 -√3 or y equal 5 +√3 ရပါတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့ဒီမှာနံပါတ်ခါခွေးနဲ့ခါကြီးရပြီးပါပြီ